င်္ဂလာပါငလျင်ရဲ့အလွန်လာမဲ့မိုးရာသီအဝင်မှာပေါ့နော်အန်ဒီရဲ့ဖြစ်နိုင်ခြေရှိတဲ့နေရာတွေနဲ့ပတ်သက်ပြီးနည်းနည်းသတိပေးကြပါတယ်အဲ့ဒါတွေကတော့ငလျင်လှုပ်တဲ့ပတ်ဝန်းကျင်လမ်းကြောင်းပတ်ဝန်းကျင်မှာရှိတဲ့တောင်တွေဆယ်မြောင်းတာတမန်တွေနောက်ပြီးငလျင်လှုပ်ထားတဲ့လမ်းကြောင်းအကွယ်ကြောင်းတွေအဲ့ဒီလိုနေရာမျိုးတွေမှာမြေပြိုတာတို့မြေကျွံတာတို့မိုးရေနဲ့အတူတူဖြစ်နိုင်ခြေတွေအများများတယ်ပေါ့နော်လုံးဖြစ်နိုင်မယ်တရားလုံးဖြစ်နိုင်မယ်လို့မပြောပေမဲ့ဖြစ်နိုင်ခြေကများတယ်ဖြစ်နိုင်တယ်ပေါ့အဲ့ဒါဆိုင်ရာကျွမ်းကျင်ပညာရှင်တွေလည်းကျွန်တော်ထင်တယ်ခက်မှန်းပြီးတော့ကြိုတင်သတိပေးတာတွေလုပ်မယ်လို့ထင်ပါတယ်အဲ့ဒါနည်းနည်းနားဆွင့်ထားပြီးတော့ပေါ့နော်ဆိုင်ရာရှောင်ရှားနိုင်အောင်ပေါ့ဖြစ်နိုင်လို့ရှိရင်အဲ့ဆယ်ချောင်းတတမန်နဲ့ရေဝီတဲ့ဒေတာတွေနည်းနည်းဝေးဝေးမှနေထိုင်နိုင်အောင်ကြိုးစားတာတို့တောင်ပြိုနိုင်တဲ့ဆိုတဲ့နေရာမျိုးတွေဂရုတစိုက်နေရာတို့အဲ့ငလျင်အကြောင်းကြီးရှိတဲ့နေရာတွေမှာမြေထက်ကျုံနိုင်တဲ့အတွက်ကြောင့်အဲ့ဒါတွေကိုနည်းနည်းသတိထားပြီးတော့ဒီကျူတော့ဘာဖြစ်နေတဲ့အတွက်ကြောင့်သတိထားပြီးတော့နေဖို့နဲ့အဲ့ဆိုင်ရာပညာရှင်တွေရဲ့အကြံပေးချက်တွေကိုတိကျလိုက်နာဖို့ပေါ့နော်အဲ့ဒီနည်းသတိပေးကြပါတယ်စောညီသိမ်းပါနောက်ဗီဒီယိုမှာတွေ့ပါဦးမယ်